င်းနော်ဖုံးလဲမကင်ဘူးဘယ်ချိန်ရှိနေပြီတော့ခုထိပြန်မလာဘူးမင်းဘာဖြစ်နေရရောဘာဖြစ်ရမလဲငါသားရဲ့မင်းဖေလေးဒီမှာအချိန်လုံးနေပြီဖုံးဆက်တာလည်းမကင်ဘူးတက်ပြခေါ်ပေးရမှာမင်းဖုံးတော့မကင်တာတာဖုံးကင်ပါမလားသားလေးရဲ့မင်းနဲ့တက်ရဲ့ဒူဘူးရေမလေးဒါဆိုလဲဆက်သားဆက်လိုက်အဲ့ဘူးရင်ရတဲ့ဦးရတားကြတယ်ဟမ်သားကြောက်တယ်တယောက်တည်းလားမင်းမရှိရလေမင်းပဲသွားရတော့မင်းအောင်ဘူးနဲ့တူဦးရဟမ်မဟုတ်ဘူးလေဖေဖေတငယ်ချင်းနေနဲ့ငါသားရဲ့အမေရချီပြီးရေးတွေ့တာပဲဟမ်ငါသားโอเคဖေဖေခိုးလာပြီဖေဖေခုပြန်လာခဲ့မယ်သားရေမင်းဖုန်းဆက်လိုက်တာမင်းဖေမေးစီဖုန်းနေဆက်လာနေပြီဖေခုပြန်ရတယ်ဖေဘုတ်ကနေမကိုင်းဘူးတော်လိုက်တယ်ငါသားလေးကြွိမင်းတက်ရတဲ့အစီဦးဟဲသားရေသားကြီးပြီဆိုတော့တယောက်တည်းအိတ်တာလေးကျင်လောက်ရတော့မှလေငါသားလေးဘူးရကြီးပြီဝဲအဲ့တော့ရေတရေရကေးပဲဒီရအော်အဲ့ဒါတရဲ့ဖေဖေကမင်းနဲ့ယူထားတာလေမင်းနဲ့အိတ်ရမှာပေါ့သားလေးရဲ့သူ့မှာတူပြီးကြည့်တယ်တက်မယ်တူအပဒါဟဲ့တော့ယောက်ျားရှင်းသားကိုရှင်ပြုံးလေလာတာဖေးသီလားငါသားကြီးတာညီလေးညီမလေးယူမလားယူမအေးလေတယူမဆိုလို့ရှိရင်တယောက်တည်းအိတ်လေတလေးချိန်လည်းဖြစ်တယ်လေအဲ့ဒါမှညီလေးညီမလေးတွေလည်းယူလို့ရမှာပေါ့သားလေးရအဲ့လိုတော့မယူမအမလေးရှင်းသားနေရတော့မလွယ်ပါဘူးတော့ရှင်းသားတော့တက်တယ်ဟာငါမိမရေမင်းသားပြောလို့လည်းမရဘူးသားသဘောသားအိတ်ရှင်နေရတာအိတ်တော့ဟေးမင်းဘာချိုးလာလဲဒါငါတို့တက်ကြရလားဟင်ဘာလို့မိလို့လဲမမလေးရေအိမ်ဘောကအိမ်ဘောလို့မနေဘူးကိုကောင်းနေနဲ့ဘာစကားပြောစရာရှိလို့လဲဘာမပြောပါဘူးမမလေးရေကိုကောင်းမိတာလေးပဲဖြေမိတာပါငါတန်ပြောပြီးသားငါတက်ချင်ပေါ်မနေအောင်ဆိုတော့ကိုကောင်းကငါနဲ့ပဲဆိုင်ရမယ်ကလေးကကြည့်တယ်ပြောနေနစ်လို့ဟာကိုကောင်းကဘာမေးစရာအကြောင်းရှိလို့လဲတကယ်ပါမမလေးနဲ့မေမေကြီးရေကိုကောင်းကသမီးဘာရင်မွေးသုံးတာလဲပဲဆိုတာလာမေးတာပါကျန်တာဘာမှမပြောပါဘူးကိုကောင်းတော့ brand တက်တယ်ကြီးပဲသုံးနေတဲ့သူကနစ်စီကမေးစရာလားဟဲ့ငါမနေနဲ့သမီးစီကအနံလေးကတင်းပြီးမွေးနေလို့ဘာတစ်စိတ်သုံးတာလဲဆိုတာမေးရင်းနဲ့စကားလေးပြောပြတာပါငါလည်းနင့်တတိထားမိနေရကြပြီနင်တနေ့ကောင်လောက်တော့မှနစ်စီကအနံတင်းနေလဲအမြဲမပြတ်ရနေဟောဟဲဟုတ်လားသမီးဒါဆို तू ကမတက်နိုင်တဲ့ကြားတဲ့ကိုကောင်းတော့ကတ်ချင်လို့ brand တက်တွေဝယ်သုံးနေတာပေါ့မဟုတ်ပါဘူး authentic အစီရနန်းနဲ့တစ်ထက်ထဲကြာပြီးတော့ budget ဆေးဖြစ်တဲ့ထဲကဝယ်သုံးတာပါရောင်မှုတော့နင်သုံးတဲ့အခုသွားယူခဲ့ဒီမလေးမမလေးရဲ့ MK Inspire perfume လေဒါသုံးလို့သမီးကတနေ့ကုန်လုံးတာတော့အနံတင်းလေးရနေတာ MK ကျောင်းမှာခင်မီစမ်းတဲ့ထုတ်ပိုးမှုပုံစံနဲ့ quality ကောင်းပြီး budget ဆေးဖြစ်တဲ့ MK Inspire perfume ဒါကြောင့်ကိုကောင်းကနင်းနာကပ်ပြီးတရုံဖြစ်နေတာဟိုငါလည်းတော့ဝယ်မယ်မမလေးမန္လေးမျိုးရင်းဆိုလို့ရှိရင်5 ml နှစ်ဘူးဝယ်ရနဲ့ delivery နော်လို့ကျမလက်ကိုလို့ရှင်မကိုင်နဲ့လို့ရှင်လို့ဆိုလို့ဟာဟိုကောင်လူမြင်ကွင်းမှာကောင်မလေးကိုဆွဲလာရမ်းလာနဲ့ကိုင်ပါပဲကွာမလို့ဘူးကိုင်ပါပဲလူမြင်ကွင်းမှာဆွဲလာရမ်းလာလောက်အောင်ကွာမင်းမလုပ်ပါအောင်မမင်းလူကောင်အမြမင်းမှတ်မလားမင်းကလေးကိုနှောက်ချက်ချင်းရှင်တော်လူးနေပြီချမ်းမင်းကလေးဒါဘာလုပ်တာတော့ရှင်ဟောဒါဘာလုပ်တာလဲဟာမင်းရမယ်ကသူလေငါမင်းကိုဆွဲလာရင်လာလုပ်နေလို့ကူညီတာလေဘာလို့ဆွဲလာရင်လာလုပ်ရမှာလဲကျမကောင်လေးကကျမစိတ်ဆိုးနေလို့ကျမကိုချော့နေတာတော့ရှင်မရတကားကိုပါတယ်လာသွားမယ်ကိုဟုတ်ဟာဒုက္ခရတာရိုက်ခါရတာမကူညီတော့နောက်ဘူးမှမကူညီတော့ဝါဒီနေ့မှာတော့မိသားစုလိုက်ဗျာမန္တလေးတောင်ဘက်ကိုလမ်းလျှောက်ပြီးတော့တွားကြပါတယ်မြင်လားမသိပါဘူးကျွန်တော်မန္တလေးကနေလမ်းလျှောက်ပြီးတော့တွားပါတယ်ခမရမန္တလေးတောင်ဘက်ကိုအခုကြည့်နေတဲ့သူတွေရောလမ်းလျှောက်ဘူးလားဘလောက်ဝေးလမ်းလျှောက်ဘူးလဲဆိုတာဖြေပေးခဲ့ကြပါဦးများကျွန်တော်တော့ဝေးလမ်းလျှောက်ခဲ့ဘူးပါတယ်ခမရကျွန်တော်အိမ်နေဝယ်စားလေးနဲ့ပဲတွားခဲ့ပါတယ်ဗျာဒါပေမဲ့လည်းကျွန်တော်ရန်ကိုတန့်ပြန်ချောမောမွတ်ထွန်းနေပါတယ်ဗျာဘာလို့လဲဆိုတော့မသိပါဘူးဗျာကျွန်တော်အဲ့လောက်ချောမှကျွန်တော်မသိဘူးဗျာဘလို့သွားကျွန်တော်ကကြည့်လို့ကောင်းနေတာပါဗျာကြည့်ကြပါဦးကျွန်တော်
ကဲဖြတ်ပေးကြပါအောင်ကျွန်တော်ရမ်းချောနေတာကိုဘာကြောင့်လဲဆိုတာလဲပြောပြခဲ့ပါဦးဗျာမျက်မှန်ကြီးနဲ့ပါဗျာကျွန်တော်အပြင်သွားရင်တော့မျက်မှန်တက်ပါတယ်ဗျာကျွန်တော်အပြင်မှာတွေ့ရင်နှုတ်ဆက်လို့ရပါတယ်မျက်မှန်ပါရင်ကျွန်တော်ပါပဲဗျာဒါလေးကတော့ဒီကောင်ဥတော်လုံနေတာပါဗျာဒီကောင်ကလည်းနေရာတကာပါပါတယ်ဗျာတက်ခုံနေဆိုရင်လည်းတက်ပြီးတော့လက်ကင်ဆွဲပြရပါသေးတယ်ဗျာဒါပေမဲ့ကျွန်တော်ရဲ့ကလေးလေးတွေနဲ့ချစ်စရာကောင်းတဲ့ကလေးလေးတွေတပုံလာရိုက်လို့ရိုက်လိုက်ပါသေးတယ်ဗျာရိုက်လို့လည်းရပါတယ်ဒါကတော့ပြင်မှန်ရောက်တော့စော့ပြီးလိုက်ရပါတယ်တည်သီးတွေချိန်တူကိုဘယ်လောက်ကြာလဲ3000ပဲပေးပါဗျရှင်ဒီကြီးနဲ့ဒီကြီးကို3000အလွန်ဆုံးတန်1000မို့တော့ကားကားလေးတစ်ခါမမေးပဲစီးမိပါတယ်မတန်တဆကိုတောင်းတော့တာပဲဟာမဟုတ်ဗျကျွန်တော်ကဈေးကိုမတန်တဆတောင်းတာမဟုတ်ဘူးတန်ရပဲတောင်းတာနော်တန်ရမပြောနဲ့တခြားကားတွေလည်းဒီကြီးနဲ့ဒီကြီး1000ပဲတောင်းတာကျွန်တော်ကတခြားကားတွေနဲ့မတူဘူးနော်တခြားကားတွေမှာဘာမှမပါဘူးကျွန်တော်ကမှအမားတို့နောက်မှစီးလို့ရှိရင်ချိုးရတောင်းမလားနေကြစီစားမလားမုံစားမလားအကုန်ချပေးထားတာချင်းဆိုဦးမလားအဲ့ဒါတွေကကျမမသိဘူးလေကျမစားလည်းမစားဘူးနော်ထိတော့မထီဘူးဩမရဲစားတာမစားတော့အမအပိုင်းလေကျွန်တော်ကအကုန်လုံးစင်ပြအောင်ဝန်ဆောင်မှုပေးထားတာလေဆိုမလားစားမလားလေဒီလိုဆိုရင်တော့ရှင်ကျမကို1000ခွဲတောင်ထပ်ပေးရအောင်မယ်နော် Amazing ဟမ်ဘာဆိုင်လို့ကျမလက်ကိုကိုင်း1000ပါးကိုကိုင်း1000ခွဲနမ်းလို့ရှင်2000အဲ့တော့ရှင်ကျမကို1000ခွဲတောင်ထပ်ပေးရအောင်မယ်နော်ကျွန်တော်ခင်ဗျားကိုထိလည်းမထိဘူးကိုင်းလည်းမကိုင်းဘူးဘာကိစ္စပေးရမှာတော့ထိတာမထိတာရှင်အပိုင်းလေကျမကတော့ဝန်ဆောင်မှုပေးထားတာပဲဒီတစ်ခါတော့ဘဲသားပဲကြီးပဲတတ်မှတ်ပေးလိုက်မယ်သွားပြီဘလူးလို့အဲ့လိုဟုတ်ဘူးလေဟာကွာဒီလမ်းပေါ်အုတ်ခဲကဘလူးရောက်လာတော့ငါထောင်းလဲတော့မှာပဲဟာချင်းကနောက်ကျနေပြီနောက်ကျလဲကြပါစေကွာဒီလိုကြီးတော့မထားခဲ့နိုင်ဘူးလုံးစရာရှိတော့လုံးရမှာပဲအင်တာဗျူးလာပြီတာပါခင်ဗျဝင်ခဲ့မယ်နော်အေးဝင်ခဲ့ချစ်လေးကျွန်တော် CV ဖောင်လေးပါဗျပေးမင်းတနောက်ကြာနော်ဟုတ်ကဲ့ကျွန်တော်လေးလမ်းမှာတော်ပြီမင်းမပြောမနေတဲ့ငါတို့ကွန်ပျူတာအချိန်မလေးစားတဲ့သူစင်ပြေမင်းသွားလို့ရပြီဗျာဟုတ်ကဲ့ပါဗျာဟယ်လိုခုနအင်နာလာပြသွားတဲ့ကိုလားမသိဘူးရှင်ဟုတ်တယ်ဗျဟုတ်ကဲ့အကိုခဏတော့ပြန်လာပေးလို့ရမလားကြွားပါဆရာဟုတ်ကဲ့ဘာများပြောစရာရှိသေးလို့လဲဗျဟုတ်ကဲ့အကိုကျွန်တော်တို့တစ်ထက်အကိုအလောက်ခလိုက်ပါပြီဗျာဟုတ်ရဲ့ယောက်ျားကြီးအပေါ်တက်ကရေချိုးကရေတွေယူနေတာအဲ့ဒါသွားမြင်ပေးပါဦးဟာငါရေပိုက်မြင်စရာမှမဟုတ်တာကွာယောက်ျားကြီးမီလုံးလေးကမမီလို့လေတက်လဲပေးပါဦးဟာမိမလည်းငါမီးမြင်စရာမှမဟုတ်တာမင်းကလည်းအေးမိမငါတငယ်ချင်းနဲ့ချိန်ထားလို့ဟေးအပြင်သွားလိုက်အောင်မယ်နော်ဟာမိမမိသည့်မြင်ပြီပေါ့လင်းထိန်တာပဲရေပိုက်တရားစာအခုမြင်ပြီတော့ဟာမင်းမြင်လိုက်တာလားရေပိုက်ရောမဟုတ်ပါဘူးတော့ဘေးအိမ်ကိုအကူကြီးတောင်းလိုက်တာလေဟုတ်လားမိမရပတ်စံပေးရသေးလားပတ်စံတော့မပေးရပါဘူးတော့ तू ကလေထမင်းချက်ကျွေးမလား तू နဲ့အိမ်မလားလို့တော့ပြောတယ်တော့ဟာဟုတ်လားအဲ့ဆိုမင်းဘာဟင်းနေချက်ကျွေးလိုက်တာအောင် तू ထမင်းချက်ကျွေးရအောင်ကျမမှာစဖူမှုမဟုတ်တာတော့လေးကိုကငိုစံကြီးပါလားဟာဟာညီမလေးဘာဖြစ်တာတော့ကိုကြီးဘာကူညီပေးရမလို့ညီမလေးကိုကြီးမကူညီနိုင်ပါဘူးဘာများမို့လို့လဲညီမလေးကကိုကြီးကူညီနိုင်တာဆိုရင်ကူညီမယ်လေပြုတ်ကိုကြီးရညီမလေးကောင်းလေးကညီမလေးကိုထားသွားခဲ့တာဟာဒါများညီမလေးကကိုကြီးကူညီနိုင်ပါတယ်မေးလိုက်စမ်းပါကိုကြီးရင်ဝင်နေတာလာခဲ့ညီမလေး welcome မဟုတ်သေးဘူးလို့ကိုကြီးတကယ်ရောကူညီနိုင်ရလားညီမလေးကိုအရာအားလုံးကိုကြီးကူညီနိုင်တယ်ကိုကြီးရင်ဝင်နေတာခြေတုံးပြည့်ဝင်ခဲ့ဟမ်ဝမ်းလာလိုက်တာကိုကြီးရညီမလေးဗိုက်ရကလေးလေးလေအဖေကိုစရာရှိပြီပေါ့မလေးကောင်းလိုက်တယ်လူကြီးလူကောင်းကိုကြီးဟမ်ညီမလေးဘာပြောရလဲဘာရမှာလဲကိုကြီးရဲ့ညီမလေးဗိုက်ခဲမှာလေကိုဝင်2လရှိနေပြီကိုကြီးအဖေဖြစ်ပြီဟမ်ညီမလေးဒါတော့ဟုတ်ဘူးလေဟာဖုန်းကြောင်တာခေါ်ဆောင်ရပြီဟဲ့ကိုကြီးမစိုးဟာရုံးမှာစိတ်နဲ့စိုးလေးလလိုက်တာကွာ
အမကိုကြောက်တယ်ဟေ့အောင်မင်းပါလို့မင်းဟာလာလိုက်တာကွာဟာအဲ့ဆိုလေးလိုက်လိုက်ရရင်တော့အပီပဲဟေးဟာငါလည်းကြိုက်တယ်ကွာအဲ့လိုအနေထားလေးရွှေဖားလေးကွာဟာရှေ့လည်းကြည့်ကြပါဦးညာဟာတိုင်းရှက်ဟာမကြီးတော့ချီဟာတိုင်းမင်းတော့သွားပြီတိုင်းရစိတ်ညစ်ပါတော့ကွာဘာလို့ဖြစ်ကုန်လဲတော့မသိတော့ရလားဗလားသားရပါတယ်ဗျာရလားငါညီအခုလဲငန်းငုံလို့ပါကွာအစိုးရပါနော်ရပါတယ်ဗျာဖြစ်တတ်ပါတယ်ကိုချင်းစားပါတယ်အောင်ရှင်တို့ထက်စိမ့်လေးနဲ့ကားပေါ်ကနေဇွတ်អော်ပြောတာဘာလို့လဲဗျာကျွန်တော်မသိဘူးနော်ဒီအကောင့်ထင်းနေဟုတ်တယ်သူနေမှာအော်သူလေးလားရှင်းကျမတို့သဘောကျလို့လားကျမလည်းရှင်းတို့သဘောကျရလားခင်ဗျာမဟုတ်ကျွန်တော်ပြောတာဆိုတော့ကျွန်တော်ပြောတာနော်ကျွန်တော်လည်းပြောတယ်နော်ငါရင်ပြောတာငါရင်တွေ့တာဟဲ့ငါလည်းပြောတာပဲကွာဖန်တိတယ်ရှင်တို့တမင်ဖော်လိုက်တာရုပ်ဒီကိုကအေးsorry ပါငါကိုလည်းငါမာရဘွေမယူပါနဲ့နော်